ဘာတန်းရင်တော့အဆောက်အုံကဘာလဲလို့မေးလိုက်ရင်လူတွေကအီဂျစ်နိုင်ငံက Great Pyramid တွေဒါမှမဟုတ်အင်္ဂလန်နိုင်ငံက Stonehenge တွေဒါတွေကိုထင်ကြပါတယ်ဒါပေမဲ့ဒီနှစ်ခုလုံးထက်ပိုရှေ့ကြတဲ့အဆောက်အုံတွေရှိပါတယ်ကျွန်တော်ရဲ့ဒီနေ့5 minute fact check မှာတော့လူသားတွေရဲ့အစောဆုံးအဆောက်အုံတွေကတစ်ခုဖြစ်တဲ့ Göbekli Tepe အကြောင်းကိုလေ့လာကြည့်ရအောင်ပါGöbekli Tepe ဟာခုခေတ်တူရကီနိုင်ငံအရှေ့တောင်ပိုင်းမှာရှိတဲ့ရှေးဟောင်းသုတေသနနေရာတစ်ခုဖြစ်ပါတယ်ဒီနေရာမှာထူးခြားတဲ့တစ်ချက်ရှိပါတယ်သုတေသနတွေအရ Göbekli Tepe ရဲ့ဆောက်လုပ်ပုံကိုလွန်ခဲ့တဲ့နှစ်ပေါင်း12500 12000 ဝန်းကျင်ကတည်ဆောက်ခဲ့ကြတယ်လို့ခန့်မှန်းထားကြပါတယ်။ Egypt ရဲ့ Great Pyramid တွေထက်နှစ်ပေါင်း9000ပိုရှည်ကြပါတယ်။ဘယ်လိုပုံစံနဲ့တည်ဆောက်ခဲ့ကြတာလဲ။ Göbekli Tepe မှာအကြီးမားဆုံးအံ့ဩစရာကောင်းတာတစ်ခုကဒီပုံစံကြောက်တိုင်ကြီးတွေပဲဖြစ်ပါတယ်။တချို့ကြောက်တိုင်တွေကအမြင့် 9.5 မီတာအထိရှိပါတယ်။ဒီကြောက်တိုင်တွေကိုစက်ဝိုင်းနဲ့ဘဲဥပုံခြံစည်းရိုးပုံစံတွေထဲမှာစီထားခဲ့ကြတာပါ။တချို့ကြောက်တိုင်တွေမှာတော့ငွေမြေခွေးဝက်နဲ့တခြားသောတိရစ္ဆာန်ပုံတွေကိုထွင်းထူထားပါတယ်ဒီနေရာမှာတစ်ခုစဉ်းစားကြည့်ပါလွန်ခဲ့တဲ့နှစ်ပေါင်း12000ဝန်းကျင်ကစရန်နေရမရှိတမဏီကျိုးတွေမရှိစောက်လို့ရနေပညာတွေမရှိသေးတဲ့အချိန်ဒီလောက်ကြီးမားတဲ့ကြောက်တိုင်တွေကိုဒုဖို့တည်ယူပြီးစနစ်တကျဘယ်လိုတိစောက်ခဲ့ကြလဲဆိုတာကိုတွေးကြည့်လို့တော့ရနိုင်မယ်မထင်ပါဘူးဒါဆိုဘယ်သူတွေတိစောက်ခဲ့တာလဲဒီနေရာမှာနောက်ထပ်အံ့ဩစရာကောင်းတာတစ်ခုကဒီအဆောက်အအုံတွေတိစောက်ခဲ့တဲ့သူတွေကခုခေတ်လိုမြို့ပြလူမှုဖွဲ့စည်းတွေရှိသေးပါဘူးUNESCO ရဲ့အချက်လက်တွေက Göbekli Tepe ရဲ့စောက်လျက်ပုံစံတွေကိုကြောက်ခေတ်သစ်ကာလမှာအမဲလိုက်လှည့်လည်နေထိုင်တတ်ကြတဲ့ကြောက်ခေတ်လူအုပ်စုတွေတိစောက်ခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာစိုက်ပျိုးရေးနဲ့လူနေမှုဘဝတွေကပြောင်းလဲလာတဲ့လူသားသမိုင်းရဲ့အရေးကြီးတဲ့အချိန်ကာလတစ်ခုဖြစ်ပါတယ်။ဒါကြောင့် Göbekli Tepe ကလူသားတွေဟာရှေးရခင်ကတည်းကအုပ်စုလိုက်ပူးပေါင်းပြီးကြီးမားတဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်ခဲ့ကြကြောင်းပြသနေပါတယ်။ဘာအတွက်ဆောက်လုပ်ခဲ့ကြတာလဲ။အံ့ဩစရာကောင်းတဲ့အဖြစ်တစ်ခုရှိပါတယ်။ UNESCO ရဲ့ဖော်ပြချက်အရဒီအဆောက်အအုံဟာရစ်ပူစော်ခြင်းဘာသာရေးဒါမှမဟုတ်အခမ်းအနားတစ်ခုခုနဲ့ဆက်ဆက်နေနိုင်ပြီးဝမ်းနည်းစရာအထိမ်းအမှတ်တွေနဲ့လည်းဆက်ဆက်နေနိုင်တယ်လို့ယူဆရပါတယ်။ဒါပေမဲ့အဲ့ဒီနေရာမှာဘာတွေတကယ်ဖြစ်ခဲ့လဲဆိုတာကိုတော့ကျွန်တော်တို့အပြည့်အဝမသိရသေးပါဘူး။အဲ့ဒါကပဲ Göbekli Tepe ကိုပိုပြီးစိတ်ဝင်စားစရာကောင်းသွားစေတာပါ။ဒီထားမယ့်အချက်ကတော့ Göbekli Tepe ကကမ္ဘာတန်းအရင်ဆုံးအဆောက်အအုံလို့တိတိကျကျသတ်မှတ်လိုက်ရင်အငင်းခုန်စရာရှိလာပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဆောက်အအုံလို့ပြောလိုက်တာနဲ့အိမ်တွေရှယ်တိုက်တွေတခြားသောအရာတွေကိုပြီးမြင်ကြပါတယ်ကျွန်တော်ပုံမှန်ပြောခဲ့သလိုပဲ Göbekli Tepe ကဘာသာရေးအဆောက်အအုံလည်းဖြစ်နေနိုင်တဲ့အတွက်ကြောင့်အတိတ်ပဲမျိုးမျိုးကွဲသွားနိုင်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ခေါင်းစဉ်ဖြစ်တဲ့တတန်းအရင်ဆုံးအဆောက်အအုံဆိုတဲ့နေရာမှာဘယ်လိုပုံစံသတ်မှတ်လဲဆိုတာကအရေးကြီးပါတယ်ဒါကလည်းတဦးနဲ့တဦးသတ်မှတ်ပုံချင်းမတူညီကြပါဘူးဒါပေမဲ့ဒီကြတာတစ်ခုကတော့ Göbekli Tepe ဟာလူသားတွေဟာကျွန်တော်တို့ထင်ထားတာထက်အများကြီးအစောကတည်းကကြီးမားတဲ့အဆောက်အအုံတွေကိုစုပေါင်းတည်ဆောက်နိုင်ခဲ့ကြောင်းပြထားတဲ့အံ့ဩစရာနေရာတစ်ခုဖြစ်ပါတယ်။နှစ်ပေါင်း12500ကျော်ကြာပြီးတဲ့နောက်မှာတော့မှသူတို့ရဲ့ကြောက်တိုင်တွေဟာကျွန်တော်တို့ကိုလူသားသမိုင်းရဲ့အစောပိုင်းအကြောင်းပြသနေစေဖြစ်ပါတယ်။ဒါကတော့ကျွန်တော်ရဲ့5 minute fact check အစီအစဉ်ရဲ့ကမ္ဘာတန်းရင်ဆုံးအဆောက်အအုံဖြစ်ပါတယ်။နောက်ထပ်ဘယ်လိုအကြောင်းအရာတွေဘယ်အရာတွေက the oldest ဖြစ်မလဲဆိုတာကိုတော့ like and subscribe လုပ်ပြီးစောင့်ကြည့်ပေးကြပါဦး။